အရှင်လေးပြည်ပြီးဆိုရင်သူဘလို့ဖြစ်ခြေပနောက်တန်ဆူးတယ်ပေါ့နော်မြောက်ကြဖြစ်နေဟုတ်လားတချို့လည်းဘလို့ပြောကြတာတော့ဂျိုင်းညာအနာပေါက်တယ်ကာနဲ့လှုပ်လို့ပေါ့ကွာမဖြစ်တယ်ပြောတာတော့သူများမုန်းเสียရပေါ့သူလောကဓာတ်ကိုမခံနိုင်ဘူးလို့မလုပ်နေတာပြနေတာဒါကကောင်းတာနဲ့တွေ့တဲ့အခါမှာအဲ့လိုပြမကောင်းဘူးဆိုတော့လူကဘလို့ဖြစ်မျက်နှာစည်းရွက်လောက်ပဲရှိတယ်ဟုတ်လားမနေ့ကတောင်နော်ဘုန်းကြီးကိုစွန့်လာကလို့အနားလာထိုင်နေကြတယ်ကလေးလေးတွေကိုဘုန်းကြီးပြောပြသေးတယ်တို့စိတ်ဆင်းရဲတဲ့အရာတွေကြုံလိမ့်မယ်ကိုယ်စိတ်ကိုချမ်းသာအောင်တမင်ကြိုးစားမှရမယ်အရှင်မပြေမှုဆိုတာလူတိုင်းမှာရှိတယ်ဘဝဆိုတာပြဿနာရှင်းဖို့အတွက်လူဖြစ်လာတာလို့ကိုနားလည်ဖို့လိုတယ်ပြဿနာမရှင်းရင်ပို့ပြီးတော့ဆင်းရဲမှာနော်အဲ့တော့ဘုန်းကြီးကဘာပြောရင်တာတုံးဆိုတော့ဒီအတွေ့အကြုံတွေကြောင့်ကိုယ့်ရဲ့စိတ်ကလေးမတုန်လှုပ်အောင်ဟုတ်လားကိုယ်စိတ်ကလေးရင့်ကျက်အောင်လုပ်ရမယ်အဲ့တော့သူတို့ဘယ်လိုလေးဥမာပြောပြတုံးဆိုတော့3နှစ်သား4နှစ်သားကလေးလေးကိုလူကြီးကစမယ်ဆိုရင်ဒီကလေးကဘာဖြစ်ငိုမှာပေါ့သူကစားနေကြကစားတဲ့အယုတ်ကလေးတွေပြတ်သွားတယ်ဆိုရင်ဒီကလေးကဘာဖြစ်မှာတော့ငိုမှာပဲသူကလေးပဲရှိသေးတာ哦အဲ့ဒါကိုလူကြီးကနားလဲပြင်နိုင်တယ်နော်တကယ်လို့အသက်20 30အရွယ်သူ့ကိုစလို့ तू ကငိုတယ်ဆိုရင်ဒီလူရဲ့အုတ်နှောက်ကိုဘာလို့စဉ်းစားရတော့မယ်ဟုတ်တယ်မဟုတ်လားသူငယ်ငယ်တုန်းကကစားခဲ့တဲ့ကစားတဲ့အယုတ်ကလေးပြတ်သွားလို့လက်ကလေးကျိုးသွားလို့ဘိန်းကလေးပြုတ်သွားလို့ဟုတ်လားငိုမယ်ဆိုရင်ဒီလူကြီးကိုဘာလို့ရတော့ဒီလူကြီးရဲ့အုတ်နှောက်ကိုစဉ်းစားရတော့မယ်ဟုတ်တယ်မဟုတ်လားသူဟာအသက်တာကြီးနေတာအုတ်နှောက်အကြီးသူက3နှစ်သား4နှစ်သားပဲရှိတယ်အဲ့ဒါလက်ခံနိုင်မဟုတ်လားအခုအရိယာတွေကိုဘုန်းကြီးတို့ကထောက်ဆပြီးတော့ကြည့်မယ်ဆိုရင်ပုထုဇဉ်တွေဟာသူအသက်ဘလောက်ပဲကြီးသူ3နှစ်သား4နှစ်သားအုတ်နှောက်လောက်ပဲရှိသူရဲ့အသိဉာဏ်လူလားမမြောက်သေးဘူးဘုန်းကြီးတို့လည်းမမြောက်သေးဘူးဒီလူတွေလည်းမမြောက်သေးဘူးဒါကြောင့်ဒီကစားစရာပစ္စည်းလေးတွေပြတ်တယ်ဆိုတဲ့နော်ဘုန်းကြီးတို့ရထားတဲ့ငါဥစ္စာလို့ထင်မှတ်နေတဲ့အရာလေးတွေတစ်ခုခုဖြစ်ပြီဆိုရင်ဘုန်းကြီးတို့မလုပ်ကြရတော့ငိုတာပေါ့လောကဓာတ်ကဘုန်းကြီးတို့ကိုကြည်စေတဲ့အတွေ့အကြုံလေးတွေကဘုန်းကြီးတို့ကိုသွေးတို့ဆန်းကြည်စေတယ်စတယ်နောက်တယ်ဘုန်းကြီးတို့ကဖြစ်ကြပြန်ငိုကြပြီအသက်ကသာကြီးနေတာလူကောင်ကြီးကသာကြီးနေတာဘလို့ဖြစ်နေတာအသိဉာဏ်ကလူလားမမြောက်ဘူးဒါကြောင့်ကိုယ့်ရဲ့အသိဉာဏ်ကိုဘာလုပ်ရတော့လူလားမြောက်အောင်လုပ်ရမယ်ကိုယ့်အသိဉာဏ်လူလားမြောက်လို့ရှိရင်လူကြီးစတာလောက်တော့မငိုသေးဘူးကစားတဲ့ပစ္စည်းပြတ်တာလောက်တော့မငိုသေးဘူးခုတလောဘုန်းကြီးကဘလို့ဖြစ်နေလဲမသိဘူးလူတွေတွေ့ရင်မဲမငိုတာဘလောက်ကြာပြီတုံးလို့ခဏမေးဖြစ်နေနော်အဲ့ဒါကိုစစ်ဆေးစေခြင်းနဲ့စေတနာကြောင့်ဖြစ်မယ်ထင်ပါတယ်နော်ငါမငိုတာဘလောက်တောင်ကြာပြီလို့အဲ့လိုပြောလိုက်စေခြင်းတာပေါ့တပည့်တော်မငိုတာ1နှစ်ရှိပြီ2နှစ်ရှိပြီတော်တောင်ကြာပြီဘယ်တော့မှငိုခဲ့မှတောင်မသိတော့ဘူးအဲ့လိုလေးဖြစ်စေနေတာအခုကအဲ့လိုမဟုတ်မေးလိုက်တယ်ခဏငိုနေရတယ်ဟဲ့ခုဒီလူတွေအဲ့လိုဖြစ်နေကိုလိုအပ်တဲ့ပူပြီးတော့တနာလည်းမနေကြနဲ့ဟုတ်လားတပြောရင်တာဘာတော့ဉာဏ်ပညာစိတ်ကိုရင့်ကျက်စေတယ်စိတ်ကိုလူလားမြောက်စေတယ်သဘောပေါက်လားဘုရင်ပြောတာအဲ့ဘယ်အချက်ကိုသိရမှာတုံးလို့မင်းစောစောကပြောတဲ့အနေစာဒုက္ခဝိပရိနာမဒီ3ချက်ကိုသိရမယ်နော်သိတယ်ဆိုတာလဲသူအစင်းစင်းရှိတယ်အခုပြောလိုက်လဲအထိုက်လျောက်တော့ဒီလူတွေရိပ်မိတယ်လေဘုန်းကြီးပြောလိုက်တယ်ကောင်းတဲ့တွေးကြုံပဲဖြစ်ဖြစ်မကောင်းတဲ့တွေးကြုံပဲဖြစ်ဖြစ်ပြီးဆုံးသွားတယ်ဟုတ်တယ်လက်ခံတယ်ဟုတ်ရဲ့နော်စောစောကဒုက္ခကိုနားမလည်မှဆိုလို့ထောင်ထဲနေရတဲ့လူရဲ့ဥပမာနဲ့ဘုန်းကြီးပြောလိုက်တာလည်းရှိတယ်ဘဒုကွဲပြားခြားနာတာတွေကိုမြင်တဲ့အမြင်ထက်နော်အလွန်မင်းကိုနဲ့ဆိုင်တူနေတဲ့ကိစ္စကိုမြင်ဖို့ဘုန်းကြီးပြောလိုက်တာလည်းရှိတယ်အဲ့ဒီစကလုံးတွေရဲ့နော်အထောက်အကူကြောင့်ဒုက္ခကိုအတိုင်းအတာတစ်ခုထိဒီလူတွေလည်းနားလေလိုက်ပြီလို့ဘုန်းကြီးကယုံကြည်ဟုတ်လားဝိပရိနာမဓမ္မကြတော့နားလေရတာအရင်လွယ်တယ်ဟုတ်တယ်ဘယ်အတွေ့အကြုံမှနော်သေချာရေရာမှုနဲ့ဒီတိုင်းအမြဲသွားနေတာမဟုတ်နော်လောကဓာတ်ကိုဘယ်လိုလေးဥမာပြရသင်္ကုံမြင့်တုံမြင့်တုံဘာမှစကားပုံတွေရှိတယ်ဟုတ်လားထောက်ရှာငှက်ပြန်လို့အနှိမ့်မြင့်နဲ့သွားအတက်ကြနဲ့သွားတာဟုတ်တယ်မဟုတ်လားလောကဓာတ်ကိုလောကဓာတ်ဤလေးပြပြပင်သွေးသွေးအေးအေးပင်ဖြောဖြောလျောလျောပင်ဖြန်းဖြန်းကြမ်းကြမ်းပင်ထန်ထန်ဒီတည်းကငါအရွယ်တယောက်မှမပါအဲ့တော့အဲ့ဒီကြပြာကိုမင်းတို့မသိခဲ့ရလောက်သိလားအဲ့ဒါညမာစာထဲမှာပါတယ်ဘုန်းကြီးထင်ပါတယ်ရှစ်တန်းထဲမှာလားမသိအလေတန်းထဲမှာဖြစ်ဘူးနော်လောကဓာတ်နဲ့ပတ်သက်ပြီးတော့
လေနဲ့ဥမာပေးတာကိုသူကလေတိုက်ချင်လို့တိုက်မှာနော်ကြံကြံလဲတိုက်ရင်တိုက်မယ်နုနုလဲတိုက်ချင်တိုက်မယ်အေးအေးလေးလဲတိုက်ချင်တိုက်မယ်ပူပူလောင်လောင်လဲတိုက်ချင်တိုက်ဘာလို့ဘုန်းကြီးတို့မှန်းလို့မရဘူးအဲ့ဒါဘာလို့ပြောတာတော့ဝိပရိနာမဘာမှမှန်းလို့မရဘူးအဲ့ဒီအမှန်တရားကိုလူတွေကနားမလည်တဲ့အခါကျတော့အစင်လေးပြေးပြီးဆိုရင်သူဘလို့ဖြစ်နေခြေပနောက်တန်ဆူးတယ်ပေါ့နော်မြောက်ကြဖြစ်နေဟုတ်ပါတချို့လည်းဘလို့ပြောကြတာတော့နော်ဂျိုင်းကြားအနာပေါက်တယ်တဲ့ကာနဲ့လှုပ်လို့ပေါ့ကွာဘာဖြစ်တယ်ပြောတာတော့သူများမုန်းเสียပေါ့သူလောကဓာတ်ကိုမခံနိုင်ဘူးလို့မလုပ်နေတာပြနေတာဒါကကောင်းတာနဲ့တွေ့တဲ့အခါမှာအဲ့လိုပြမကောင်းဘူးဆိုတော့လူကဘလို့ဖြစ်မျက်နှာဇီးရွက်လောက်ပဲရှိတယ်ဟုတ်လားကိုဒီဉာဏ်ပညာတည်းဟူသောအာကိုရာကိုထူတော်မထားဘူးဆိုတာကိုသူကဝမ်းနည်းမှုကြေကွဲမှုသူ့ကိုယ်သူလည်းအလွန်တနာနေမှာပေါ့လူမြင်တိုင်းတနာတာကိုလည်းမျှော်လင့်နေမှာပေါ့ဘယ်တော့မှသူများစီကတနာတာကိုမမျှော်လင့်နဲ့နော်ဘာဖြစ်လို့လဲဘသူစီမှာကိုယ့်အတွက်တကယ်အာကိုစရာဆိုတာမရှိဘူးရဲ့ကိုယ်စီမှာလည်းသူများအတွက်အာကိုစရာတကယ်တမ်းမရှိဘူးရဲ့လောကကနည်းနည်းဆိုင်တွေးကြည့်မယ်ဆိုလို့ရှိရင်တယောက်ကိုတယောက်ကူညီလို့ရတဲ့အမျိုးမဟုတ်ဘူးကိုရှိမှကိုပဲဒါကြောင့်မြတ်စွာဘုရားအတ္တဟိအတ္တနောနာတောကိုအာကိုလို့ပြောတာကောဟိနာတောပရောတိယသူများဒီမှာကိုယ့်အတွက်အာကိုစရာမရှိဘူးအဲ့လိုဆိုရင်ကိုယ်စီမှာအာကိုရာရှိအောင်ဘယ်လိုလုပ်မလို့ကိုအာကိုဆိုတာကလည်းပဲကိုမှအာကိုစရာရှိအောင်လုပ်မထားဘူးဆိုရင်အဲ့ဒီကိုကကိုယ့်အတွက်အာကိုလို့မရသေးပြန်ဘူးအာကိုလို့ရအောင်လုပ်လို့ရတယ်ဆိုတာတော့ပဲသူကပြောထားတာဘာမှမလုပ်သေးပဲနဲ့မွေးရပါကို့မှာကို့အတွက်အာကိုစရာကြီးထည့်ပေးလိုက်တယ်လို့မျိုးကံကြမ္မာကထည့်ပေးထားတာမရှိဘူးသဘောပေါက်လားမသိဘူးဒီချက်ကိုအာကိုဆိုတော့ရုပ်တရက်အဖြစ်ငါ့မှာငါအတွက်အာကိုစရာကြီးရှိပြီးသားလို့ထင်ပါဆိုလို့မလီအာကိုရာကရှာမထားရင်မရဘူးဟုတ်လားအတ္တဟိအတ္တနောနာထောမိမိတည်တာလည်းမိမိအတွက်အာကိုရာသူအဲ့လိုလေးရိုးရိုးလေးစပြောတာဟုတ်ကောဟိနာထောပရောတိယကိုအားလွဲလို့ခြားသူတွေကကိုယ့်အတွက်အာကိုရာမရှိဘူးအဲ့ဒီမှာအဲ့ဒီဒေသနာကမဆုံးသေးဘူးအဲ့ဒီဒေသနာလည်းငါရစေခြင်းနဲ့မင်းတို့ပရိစိတ်ဓာတ်တို့ဘာလို့များဝါဒနာပါရင်ကျန်တဲ့လောကီကောင်းကျိုးတွေဘာတွေမျှော်ကိုပြီးတော့ပရိစိတ်ဓာတ်ဘုန်းကြီးကစိတ်ဝင်စားပါဘူးကိုယ့်ရဲ့အသိဉာဏ်ပညာကိုရင့်ကျက်သွားစေမယ်ခိုင်မာသွားစေမယ်ကြီးမားအောင်တည်ဆောက်မဲ့အနေအထားမျိုးမှာအထောက်အကူပြုတဲ့ရွတ်ဖတ်ပူဇော်ခြင်းမျိုးကိုသာဘုန်းကြီးကအလင်းနဲ့ထားစေခြင်းလို့ခုနကတော့ဂါထာလေးလည်းကောင်းတယ်ဘုရားတာလောကရမေစိတ်တံယတနာကံပတိအာတောကံဝိရဇံခေမဧတံမင်္ဂလမုဒ္ဓမအဲ့ဒီဂါထာလေးရုပ်ပြီးဧတေနသစ္စာဝေဇေနသုတိတေဟောတုတပ္ပရာဒီမှန်တဲ့သစ္စာတရားတတ္တဝါတွေကိုချမ်းသာရပါစေဆိုကိုကဘာဖြစ်သွားတယ်ဆိုတော့ကိုယ့်အတွက်စံပြပုဂ္ဂိုလ်ရှေ့မှာရှိတယ်ငါဒီလမ်းကိုရှောက်ကိုကောင်းအောင်လုပ်ဖို့အတွက်သူကလမ်းကြောင်းပေးပြီးသားဖြစ်သွားတယ်တကယ်ကိလေသာကင်းကြတဲ့ပုဂ္ဂိုလ်တွေဉာဏ်ပညာတကယ်မြင်မှသွားကြတဲ့ပုဂ္ဂိုလ်တွေကကောင်းတဲ့လောကဓာတ်နဲ့ပဲတွေ့မကောင်းတဲ့လောကဓာတ်နဲ့ပဲတွေ့သူတို့စိတ်ဟာဘာတုံ့လို့မှုမှမရှိဘူးဘာစိုးရိမ်မှုမှမရှိဘူးဘာအညစ်အကြေးပေသွားတာမှမရှိဘူးဘာဘေးဒုက္ခမှဖြစ်เสียကြောင်းမရှိဘူးဘလောက်ကောင်းတော့အဲ့လိုဆိုရင်ကိုယ်ကလည်းဘာဖြစ်လာတော့အားရှိလာငါလည်းရင်ဆိုင်မှာပေါ့ဆိုကြပါစို့လောကဓာတ်တရားနဲ့တွေ့လို့နော်အားငယ်ပြီးတော့တုံလှုပ်ပြီးတော့ငုံမဲ့ဖြစ်နေတဲ့လူတယောက်နဲ့အပြုံးမပြတ်ခိုင်ခတ်မှုတည်ကြည်မှုနဲ့နေနိုင်တဲ့လူတယောက်ဘယ်သူ့ကိုထင်ကြီးတော့ခိုင်ခန့်နေနိုင်တဲ့လူကိုထင်ကြီးတာပေါ့အဲ့လိုဆိုရင်ကိုအထင်သေးတဲ့လူမျိုးဖြစ်အောင်ဘာလို့လုပ်မှာလဲကိုအထင်ကြီးတဲ့လူမျိုးဖြစ်အောင်လုပ်မယ်ပေါ့